မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကလေးမျိုးနဲ့တီးတိမ်မျိုးနဲ့တို့တွင်စစ်တပ်စစ်ကြောင်းများကိုတိုက်ခိုက်ခြင်းမဟုတ်ဘူးစစ်သား90ကျော်သေဆုံးပြီးစစ်တုံးပန်းနဲ့လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းကလေးမျိုးနဲ့ချင်းပြည်နယ်တီးတိမ်မျိုးနဲ့တို့တွင်စစ်တပ်စစ်ကြောင်းကိုချေမှုန်းတိုက်ခိုက်ရာစစ်သား90ကျော်သေဆုံးပြီးစစ်တုံးပန်းနဲ့လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းချင်းပြည်နယ်အစိုးရကာကွယ်ရေးဝန်ကြီးဌာန၏ပြန်ကြားရေးတာဝန်ခံအဖြစ်စလိုင်းနီဂျွန်ကင်ကသတင်းဌာနကိုပြောကြားပါတယ်နိုဝင်ဘာလ18ရက်19ရက်နဲ့22ရက်တို့တွင်ကလေးမျိုးနှင့်ကံကောမျိုးအကြားသို့ဝင်ရောက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုချင်းပြည်နယ်အစိုးရကာကွယ်ရေးဝန်ကြီးဌာနစစ်ကြောင်းတင်မှမိဖက် Vakot PDF အပါအဝင်ចောင်းသားတပ်မတော် APSDF PDF ခရိုင်တပ်ရင်းများပကဖများကလေး Revolution 4 KRF Ranger ကလေး Different 4 RKDF Short Different 4 YDF စသည့်မဟာမိတ်အဖွဲ့များပူးပေါင်းကတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ရင်းတိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီတပ်ကနိုဝင်ဘာ18ရက်တွင်ဖိုက်တာဂျက်ဖြင့်ဘုံး8လုံးဝိုင်တွဲဖြင့်ဘုံးအလုံး90ကျော်နိုဝင်ဘာလ19ရက်တွင်ဖိုက်တာဂျက်ဖြင့်တစ်ကြိမ်နိုဝင်ဘာလ22ရက်တွင်ဝိုင်တွဲဖြင့်ဘုံးအလုံး60ကျော်လေးချောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။အခုခံကောဟန်တာဝရီနဲ့ကြံတာတို့ဘက်မှတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။စစ်တပ်စစ်ကြောင်းတွေကချင်းပြည်ဟာခါကိုဦးတီလာနေတာပါဟုချင်းပြည်နယ်အစိုးရကာကွယ်ရေးဝန်ကြီးဌာန၏ပြန်ကြားရေးတာဝန်ခံအဖြစ်စလိုင်းနီဂျုံကင်ကသတင်းဌာနကိုပြောဆိုပါတယ်။အလားတူချင်းပြည်နယ်အစိုးရကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိစစ်ကြောင်းနှစ်ကြောင်းသည်မဟာမိတ်ကလေး Revolution 4 KRF အပါအဝင်ချင်း National Different 4 CMDF PDF ဆိုလန်စသည့်မိဖက်အဖွဲ့များနှင့်လက်တွဲ၍တီးတိမ်မျိုးနှင့်ခိုင်ခန်းမျိုးကြားတွင်ဝင်ရောက်လာသောစစ်ကောင်စီတပ်ကိုတိုက်ခိုက်လျက်ရှိပြီးစစ်တပ်ကနိုဝင်ဘာလ22ရက်တွင်ဖိုက်တာဂျက်ဖြင့်2ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အခုချင်းပြည်ဘက်ကိုစစ်တပ်ကစစ်ကြောင်းတွေခွဲပြီးတောက်လျှောက်ကိုတက်လာနေပါတယ်။မကွေးဘက်ကရောကလေးမျိုးဘက်ကရောတက်လာတာပါ။ဒေကြောင်းတိုက်ခိုက်မှုကိုအာယူပြီးမြေပြင်ကခြေလင်းစစ်ကြောင်းတွေကစစ်မှုထမ်းအသစ်တွေနဲ့အင်အားအလုံးရင်းကိုအာယူပြီးတက်လာတာ။ချင်းပြည်တော်လှန်ရေးတပ်တွေကစူပေါင်းခုခံနေပါတယ်ဟုချင်းတော်လှန်ရေးတပ်မှတရင်မှုတအူးကသတင်းဌာနကိုပြောကြားပါတယ်။အဆိုပါတိုက်ခိုက်ပွဲများအတွင်အကြမ်းဖက်စစ်တပ်ကစစ်သား90ကျော်သေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသောစစ်သားများကို MI-70 ရဟတ်ယာဉ်ဖြင့်ထည့်ဆောင်သွားကြောင်းထို့ပြင်စစ်တုံးပန်းအကျိုးနှင့်လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှတိုက်ခိုက်လာသော drone တချို့ကိုလည်းပစ်ချနိုင်ခဲ့ကြောင်းသိရပါတယ်။ဆရပီပခုတ်ကူနှင့်မြိုင်မြို့နယ်ရှိစစ်တပ်ဆွဲထားသောနေရာနှင့်စစ်ကြောင်းကိုတိုက်ခိုက်မှုတပ်စခန်းတချို့သိမ်းပိုက်ရရှိပြီးစစ်သား9ဦးထိခိုက်ဒေဆုံးက2ဦးအရှင်ဖမ်းပြီးစစ်တပ်ကပြည်သူ2ဦးကိုဖမ်းဆီးတပ်ဖြတ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်နှင့်မြိုင်မြို့နယ်ရှိအကြမ်းဖက်စစ်တပ်ဆွဲထားသောနေရာနှင့်စစ်ကြောင်းကိုတိုက်ခိုက်ရာတပ်စခန်းတချို့သိမ်းပိုက်ရရှိပြီးစစ်သား9ဦးထိခိုက်ဒေဆုံးက2ဦးအရှင်ဖမ်းမိပြီးစစ်တပ်ကပြည်သူ2ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်း Acquit People Different 4မှာတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါတယ်။စက်တင်ဘာလ30ရက်နေ့နနက်9:30မိနစ်ခန့်တွင်ပခုတ်ကူမြို့နယ်မြစ်ချေမြို့လက်ပံချောင်းကျေးရွာဘုံကြီးကျောင်းတွင်တပ်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုသည်မိနစ်အနည်းငယ်သာကြာမြင့်ခဲ့ပြီးဘုံကြီးကျောင်းအနောက်ဘက်ရှိအကြမ်းဖက်စစ်တပ်ကကင်းစခန်းကိုစာတင်ချောင်းခိန်းနှင့်လက်ပံချောင်းဆက်လီစိတ်တို့ကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။အော်တိုဘာလ1ရက်နေ့တွင်ပခုတ်ကူမြို့နယ်ကံရက်ရွာနှင့်တန့်ကြီးရွာကိုဝင်ရောက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတန့်ကြီးရွာဘုံကြီးကျောင်းအနီးတွင်ဒေါ်လာရေးတပ်ဖွဲ့များက2ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းထိုထိတွေ့တိုက်ပွဲများသည့်အော်တိုဘာလ3ရက်နေ့မှ5ရက်နေ့ထိထပ်မံဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှအထိနာကပါရာမော်တာလေးစီးဖြင့်ပုံ12လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အော်တိုဘာလ22ရက်နေ့တွင်ပခုတ်ကူမြို့နယ်ညောင်ချစ်ပင်ရွာအနီးကိုစစ်ကြောင်းထုတ်ဝင်ရောက်လာသောအကြမ်းဖက်စစ်တပ်နှင့်ဒေါ်လာရေးတပ်ဖွဲ့များတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်းနိုဝင်ဘာ12ရက်နေ့နနက်9:45မိနစ်ခန့်တွင်မြိုင်မြို့နယ်စက်မှုနယ်မှဝက်ပုတ်ရွာအတွင်းကိုဝင်ရောက်လာသောစစ်တပ်စစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှ9ဦးထိခိုက်ဒေဆုံးကဒေါ်လာရေးရဲဘော်2ဦးချဆုံးခဲ့ကြောင်းတိုက်ပွဲအတွင်းအထိနာခဲ့သောစစ်တပ်ကမြိုင်စက်မှုနယ်သို့ပြန်လည်ဆုတ်ခွာသွားခြင်းပြည်သူအမျိုးသား2ဦးနှင့်အမျိုးသမီး2ဦးတို့ကိုဖမ်းဆီးတပ်ဖြတ်သွားကြောင်းတိုက်ပွဲဖြစ်ပွားရာနေရာများကိုဒေါ်လာရေးတပ်ဖွဲ့ဝင်များကနေနေရှင်းလင်းရေးပြုလုပ်စဉ်စစ်သားအလောင်းတချို့နှင့်စစ်သုံးအဆောင်ပစ္စည်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာ16ရက်နေ့တွင်ပခုတ်ကူမြို့နယ်တင်ကပ်ပြူရွာမှာပြူစော်တီတူကောင်းဆောင်တအုပ်နှင့်နောက်လိုက်တအုပ်သည်အရက်သားပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးရန်ထွက်လာစဉ်တော်လှန်ရေးတပ်ဖွဲ့များကလမ်းပိုင်းတနေရာ၌အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။လက်ပံချောင်းလှေစိတ်ကတိုက်စရာမလိုဘဲနဲ့ရခဲ့တာသူတို့ကတန့်ကြီးတောင်ပေါ်အထိဆုတ်သွားတယ်တန့်ကြီးတောင်အောက်ကလက်ပံချောင်းတန့်ကြီးရွာအဲ့လိုနဲ့သူတို့ခိတ်ဖွင့်ထားတဲ့ရွာတွေမှာတိုက်ပွဲဖြစ်တာစာခရီဘက်ကထိခိုက်ဒေဆုံးမှုကတော့ရှိတယ်။ကျွန်တော်တို့ဘက်ကတော့အတိအကျအတိပြုမရဘူး။ထိခိုက်ဒဏ်ရာရတာလောက်ပဲမြင်ရတယ်သူတို့ဘက်ကအရေးမသာလို့နောက်ဆုတ်သွားတာ
အော်တိုဘာ22ရက်နေ့ကတော့မနက်ခင်းတပိုင်းလောက်တိုက်ပွဲဖြစ်တဲ့ညောင်ချစ်ပင်ကနေထွက်လာလို့တိုက်ပွဲဖြစ်တာကာမဘက်ကိုစစ်ကြောင်းထိုးမယ်ဆိုရင်ညောင်ချစ်ပင်ကနေထိုးတာပခုတ်ကူနဲ့ညောင်ချစ်ပင်ကြကသူတို့စုံမှုနေပြီပေါ့အော်တိုဘာ22ရက်ကလေးကနေမြစ်ချေတကြောဘက်ရောကာမဘက်ရောစစ်ကြောင်းပတ်ထိုးရင်းနဲ့စက်မှုနှစ်ထဲကိုရောက်သွားတာဂျားထဲမှာလည်းတိုက်ပွဲဖြစ်တာတွေရှိတယ်ဒီမြုပ်ထားတာအလောင်း2လောင်းတွေ့တယ်မိရှို့ထားတာမျိုးတွေတွေ့တယ်အနည်းဆုံး9ဦးလို့ခံမှန်းထားတာပေါ့တိုက်ပွဲကတော့အခုလက်ရှိအချိန်ထိဆက်ဖြစ်နေတော့ပဲစစ်ခွေးစစ်ကြောင်းကလည်းပြန်မဆုတ်သေးဘူးမြိုင်နဲ့ပေါက်ဆက်မှရှိသေးတယ်ဒီတိုင်းဒီပါကိုထိတွေ့မှုဖြစ်နေတယ်ဟု Acquit People Different Form မှာတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို Acquit People Different Form ပခုတ်ကူခရိုင်လူကက်တရင်တဲ့ PDLP နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကလှုပ်ဆောင်ခဲ့ကြောင်းပြည်သူများအနေဖြင့်အကြမ်းဖက်စစ်တပ်လေကြောင်းအနေရဲ့ကိုအထူးဂရုစိုက်ကြရန်နှင့်စစ်ရေးအသည့်စစ်ရေးသတိရှိကြရန်တိုက်တွန်းမြစ်တာရက်ခံထားပါတယ်ဆက်လက်ပြီးဇီးကုန်းမြို့ပေါ်တွင် KTV တို့လာရောက်ပြောပါသည့်စစ်သားနှင့်ရဲ9ဦးကိုတော်လှန်ရေးတပ်များကစီးနင်းတိုက်ခိုက်မှုစစ်သားနှင့်ရဲ9ဦးသေဆုံးပြီးလက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းဇီးကုန်းမြို့ပေါ်တွင် KTV တို့လာရောက်ပြောပါသည့်စစ်သားနှင့်ရဲ9ဦးကိုတော်လှန်ရေးတပ်များကပြည်ရပြဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာစစ်သားနှင့်ရဲ9ဦးသေဆုံးပြီးလက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိကြောင်းလက်စစ်တီတပ်ဖွဲ့မှုကိုအောင်ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ22ရက်နေ့ည7:00နာရီဝန်းကျင်အချိန်စီကုန်းမြို့ပေါ်ရှိ KTV တို့စစ်သားနှင့်ရဲ9ဦးကလာရောက်တောက်စားမှုရေးပြောပါနေကြောင်းသတင်းရရှိတဲ့ဖြင့်ဒေါ်လာရေးတပ်များကအဆိုပါ KTV ကိုဝင်ရောက်စီးနင်းခဲ့ကြောင်းရင်းတို့စီးနင်းပြီးနောက်စစ်သားနှင့်ရဲ9ဦးကိုပြစ်ခတ်ခဲ့ရာ9ဦးလုံးသေဆုံးသွားကြောင်းလက်နက်နှင့်ခရိုင်တချို့ကိုကောက်ယူပြီးအလင်းအမြန်ပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရပါတယ်မင်းညက KTV ကိုရဲနဲ့စစ်ခွေး9ကောင်လာလို့သွားပြီး KTV ကိုစီးနင်းတိုက်ခိုက်ပါတယ်9ဦးလုံးသေဆုံးပါတယ်တပ်ပုံကတော့မရိုက်နိုင်ဘူးမြို့ပေါ်ဆိုတော့စစ်ခွေးကားတွေကလည်းချက်ချင်းရောက်လာတော့ရတဲ့ပစ္စည်းချက်ချင်းကောက်ပြီးဆုတ်ခွာခဲ့ရတာပါဟုနက်စစ်တီတပ်ဖွဲ့မှုကိုအောင်ကပြောဆိုပါတယ်လက်တလုံးသေဆုံးသွားသောစစ်သားနှင့်ရဲများထံမှ G3 တလက်ကြီးပေါက်၄ခုကြီးတောင်80 equipment 2ခုဓာတ်3လက်လက်ထိပ်တစ်ခုတို့ကိုတင်စီရရှိခဲ့ကြောင်းသိရပါတယ်အဆိုပါစစ်စင်ရေးကိုနက်စစ်တီတပ်ဖွဲ့နှင့်ဂျိုးပင်ကBTZM တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးပေါင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ W စစ်ကြောင်းနှင့်ပူးပေါင်းတပ်များမှအကြမ်းဖက်စစ်တပ်ပါရာမော်တာကိုပစ်ချခဲ့ဟုပေါက်ပကဖထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ပေါင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ W စစ်ကြောင်းနှင့်ပူးပေါင်းတပ်များမှအကြမ်းဖက်စစ်တပ်ရဲ့စက်တပ်လီဒီကိုပစ်ချနိုင်ခဲ့တယ်လို့ပေါင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါက်ပကဖကနိုဝင်ဘာလ22ရက်ညပိုင်းတွင်ထုတ်ပြန်ခဲ့ပါတယ်။မကွေးတိုင်းပခုတ်ကူခြေဆိုင်တပ်မ101ကနေပေါက်မြို့နယ်ကိုဘုံလာကျဲတဲ့စက်တက်လီဒီ2စီးကိုနိုဝင်ဘာ22ရက်ညနေ4:00နာရီခွဲမှာပေါက်ပါကဖတရင်မှုဦးဆောင်တဲ့ဂျာဘလူးစစ်ကြောင်းကမြိုင်ပါကဖ MGY PDF တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့အသိပေးပါတယ်။စက်တက်လီဒီ2စီးကပေါက်မြို့နယ်မြောက်ပိုင်းနေရာတစ်ခုမှာပြတ်ကျခဲ့တယ်လို့ပေါက်ပါကဖစစ်ပတ်ရေးရသတင်းထောက်လန်ရေးထားဝန်ခံကိုစင်မုံကအသိပေးပါတယ်။ပိုင်းလောအုပ်ထုပ်ကိုတွေ့တယ်ဒါပေမဲ့စစ်ကောင်စီစစ်ကြောင်းနဲ့အနီးကပ်လွန်တာကြောင့်တည်တဲ့ရှင်းနဲ့မသိရသေးဘူးလို့သူကသတင်းဌာနကိုပြောပါတယ်။ပြတ်ကျတဲ့ပါရာမော်တာနဲ့ဆက်ဆက်တာတွေကိုအလုံးစုံသိမ်းဆည်းနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။စစ်တပ်ရဲ့တပ်မ101ကစက်တက်လီဒီတွေဟာပေါင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းတွေကိုလေကြောင်းပစ်ကူပေးတာအပြင်အရက်သားပြည်သူတွေနေထိုင်ရာကြီးရွာအတွင်းကိုတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ပေါက်ပါကဖကအသိပေးပါတယ်။ဒါအပြင်ပေါင်းမြို့နယ်တဲ့ကိုစစ်တပ်ကအင်အားရာနဲ့ချီပြီးစစ်ကြောင်းထိုးနေတာကြောင့်လေကြောင်းလက်နက်ကြီးအန္တရာယ်အထူးဂရုစိုက်နေကြဖို့တိုက်တွန်းထားပါတယ်။စစ်တပ်ကပေါင်းမြို့နယ်နေမီအတွင်းစစ်ကြောင်း3ကြောင်းနဲ့ဖြန့်ခွဲထားတာပါ။ကာကွယ်ရေးပစ္စည်းစက်ရုံကပစ24ကနေအင်အား180ကျော်ပါတဲ့စစ်ကြောင်းကပေါင်းမြို့နယ်အနောက်မြောက်ချမ်းနဲ့ကပစ24ကအင်အား200ကျော်စစ်ကြောင်းကလည်းပေါင်းမြောက်ပိုင်းမှာရှိနေပါတယ်။ဒါအပြင်မြိုင်မြို့နယ်အနောက်တောင်ဘက်ချမ်းကတမတော်အကြီးစားစက်ရုံစက်မှုနှစ်ကအင်အား200ပါတဲ့စစ်ကြောင်းကပေါင်းမြို့နယ်ရဲ့အရှိမြောက်ဘက်ချမ်းကိုစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။